ဘယင်မရှင်စောပူအပိုင်းကိုမင်္ဂလာပါကူလူတို့အခုကျွန်တော်ကစာရေးဆရာချစ်ဦးညိုရေးသားတဲ့ဘယင်မရှင်စောပူဆိုတဲ့စာအုပ်ကိုအပိုင်းကိုအနေနဲ့ဖတ်ပြတင်ဆက်ပေးခြင်းပါတယ်နားဆင်ခံစားအားပေးကြပါဦးအဝဘယင်စင်ဖြူရှင်တိဟသူဤမိဖုရားကြီးဘဝတိရိတိတုဝနာဒိတာပရဝအတုလအဂမဟာဓမ္မယာဇာဒိယာဇာမဟာဒေဝီတဲ့မိဖုရားကြီးတို့၏အဆောင်အယောင်များအလုံးရရှိခဲ့၏ကြီးမားရှည်လျားလာသောဘွဲ့အမည်နာမနှင့်အတူမိဖုရားကြီးတို့၏အာဏာ29နှစ်ကျော်30အတွင်းမျှသာရှိသေးသောဟန္တာဝရီအလှဧကရီတစ်ပါးကိုရရှိခြင်းကြောင့်တိုင်းထက်အလွန်နှစ်ထောင်အားရရှိလေသည်သို့သောခမဲတော်သူရှင်ရာဇာတို့ရဲ့လက်ထက်ကလေးကအဝဘယင်မင်းကောင်လက်ထက်ကလေးကသမီးပေသမတ်ယူရင်အပြန်လန်ပနာပုဒကြရင်ဖြင့်အဲမောင်းနှင့်လေးများတို့ကိုမချတန်းဆွဲခဲ့ကြသောအဖြစ်ကအထင်ရှားရှိနေသည်အဝမျိုးတော်ရွှေနန်းတော်ကြီးသည်လုံလုံလျားလျားသစိမ်းတရံဆန်ဖြစ်၏အဝနန်းတော်သူနန်းတော်သားမူးမတ်ဘူပါစစ်သည်အားလုံးတို့သည်မျက်နှာစိမ်းနေကြီးဖြစ်၏နောက်ဆုံးမိမိအားမိဖုရားဖြစ်သိမ့်ပိုက်လိုက်သောဆင်ဖြူရှင်တိဟသူလင်သားခမုန်းနဲ့တော်ရမိသူပင်လင်သစိမ်းပြင်ဤတွေဝင်လာသောအခါတွင်ကဗညာရံနှင့်ပတ်သက်သောနာကြီးမှုသားသမီးရင်သွေးများနှင့်ပတ်သက်သောတောကပရိဝေဒတို့သည်အတုတည်းမပြောက်ပဲခိတ္တငုတ်ရှိုးသွားသည်သူတို့ကိုမြည်သို့ရင်ဆိုင်ရမည်နီအဝဘယင်မိဖုရားအဖြစ်မြည်သို့ရက်တည်သွားရမည်နီရဲရဲနီနီသောတန်ချောင်းသည်ပေပေါ်တွင်အထုရိုက်ခံနေရရင်ဖြင့်ရေလောင်းခံရသောအခါရှဲရှဲမြည်ကျွေးတဲ့နှင့်တကွအငွေ့ချောင်းချောင်းထပြန်တက်လေသည်သို့သောဤအရာကတန်ချောင်းတစ်ချောင်းမဟုတ်ကြနှလုံးသားမှလွင့်တက်ဝိပြန်လာသောအငွေ့တို့ကစကားဆိုကြလေသည်အမောင်ရဲ့သွားလေသူကြီးရဲ့မချစ်မနှစ်သက်သူနဲ့မချစ်မနှစ်သက်သူနဲ့အတူတူနေရခြင်းဆင်းရဲဆိုတာကိုအစောလေးကြုံရပြီကိုmusic ဝင်မယ်ပြောရအောင်မယ်ရှင်စောရဲ့အဝဘယင်ခေါ်ဝေါ်သုံးဆွဲပုံကနားထဲတွင်တမျိုးကြီးဖြစ်နေ၏ရှင်စောဟုသူခေါ်သည်တည်ရသူသည်အသားညွညွဖြစ်ယောက်ျားကျော်ချောသူဖြစ်ပြီးမဟာစီမဟာသွေးအစ်စ်ဖြစ်ကြောင်းကိုသူ၏တိုက်မြိုက်ခမ်းနားသောအမူအရာကပြနေသည်နှကမ်းမွေးဆဆဖြစ်ပြုံးရည်၍စကားပြောတတ်သည်သို့သောဤအဝဘယင်အားမြည်သို့လျင်ချစ်သူကပွန်ဖြစ်နှလုံးသားကလက်ခံရမည်နီကိုရောနန်းတက်ဆမှာပဲအထိန်တော်မြေတူးစားဥဒ္ဓမသီရိဇေယသူရနော်ထာကဆင်ဖြူဆက်လာတယ်မူးမြစ်ထဲမှာသူတွေ့လို့ကိုရောစီဆက်တာသူကိုယ်သူကိုရောဟုသုံးတတ်သည်နောက်ပြည်သားစောရွှေခက်ကဆက်တာလာလို့ဆင်ဖြူတစည်းရခဲ့ပြန်တယ်ကိုရောကိုဆင်ဖြူရှင်လို့ခေါ်ကြတာဟာမိမိဘာသာမိမိဘွဲ့ခံတာမဟုတ်ဘူးဟူရာပညာရှိတွေမူးမတ်တွေနဲ့အဝပြည်သားပြည်သူတွေကအနှင်းခေါ်ဝေါ်ကြတာဒါပေမဲ့ဆင်ဖြူရှင်ဆိုတဲ့ဘွဲ့ကိုကိုရောတကယ်မျက်နှိုးဂုံယူတယ်စကားဆိုရင်ရွှွန်ရွှွန်ဆာဆာကြည့်ကအနာတိုးကပ်လာတဲ့ဖြင့်ကိုရွတ်၍တလွန်အစွန်းသို့ရွှေ့ထိုင်လိုက်၏ကိုရောပြောချင်တာကဆင်ဖြူတွေအဆက်သက်ခံရပုံနဲ့ဆင်ဖြူဘွဲ့ခံရပုံမဟုတ်ပါဘူးရှင်စောကိုရောပြောချင်တာကကိုရောဟာအခုမှပဲတကယ်ကိုတန်မိုးရှိတဲ့စင်မရင်သာယရနာတစ်ပါးကိုရရှိလိုက်တယ်ဆိုတဲ့စကားပဲရှင်စော
ပြုံးရွှင်မျက်နှာရှုံးလင်းအကြည့်နှင့်ချိုမြစကလုံးများပင်ဖြစ်၏သို့သောထိုအရာအလုံးတို့သည်ရဲရဲနီနီသောတန်ချောင်းပေါ်ရေလောင်းချနေခြင်းပင်ဖြစ်ကြောင်းအဝပြင်မသိနိုင်ကြ။နေရွာဆန်ဘာကြီးတော့သူ့ရှင်ရာဇရစ်မှာအင်မတန်လှပတဲ့သမီးတော်တစ်ပါးရှိတယ်ဆိုတာကိုတော့ဟိုးကလေးကသတင်းကြားခဲ့တယ်။နောက်သမိန်စီသူနဲ့စူလျာလက်ဆက်တဲ့အကြောင်းလဲသိခဲ့ပါတယ်။ဟန်သာဝရီကအလှအေဂရီမင်းသမီးပါလို့ပဲသာမန်သတင်းကြားခဲ့တာမျိုးပေါ့လေ။ဒါပေမဲ့အခုလိုထိန်တော်မိတဲ့အနီးနားမှာရှိလိမ့်မည်လားဟုလှမ်းကြည့်သို့တော့အဝရွှေနှန်းရှင်အဆောင်တော်ကြွလာခြင်းတွင်မြည်သည့်ကိုလုံးမောင်းမအထိန်တော်တို့သည်အနီးတစ်ဝိုက်တွင်ရှိနေရဲမည်နီရှင်စောဘူးဆိုတဲ့အမီးပန်းရှင်မိမချိုးတစ်ယောက်ဟာအစင်တန်ချောမောလှပသည်နှင့်အမျှနှလုံးသားလဲအင်မတန်မြင့်မြတ်တဲ့မိမမြတ်တစ်ပါးဖြစ်နေတယ်ဆိုတာသိလိုက်ရတော့ကိုတော့အတိုင်းထက်အလွန်အားရမိတယ်နှစ်ပြည်တော်မင်းတို့အကြားကစစ်ရေးကိုမိမိရဲ့ဘဝနဲ့စတေးလိုက်တယ်ဆိုတာအင်မတန်ကိုလေးစားစရာကောင်းတဲ့နှလုံးသားပါပဲရှင်စောမျက်လွှာအောက်ချလျက်အကြည့်လွှဲထားရမှစက္ကနဲ့လှမ်းကြည့်ဖြစ်၏သို့တော့ရွှွန်ရွှွန်ဆာဆာကြည့်နေသောမျက်လုံးများကိုရင်ဆိုင်လိုက်ရသည့်အတွက်ချက်ချင်းပင်ခေါင်းငုပ်ပစ်လိုက်သည်ကိုတော့မစာနာနိုင်ပေမဲ့နားလည်နိုင်ပါတယ်ရှင်စောဟန်သာဝရီဘရင်ပညာတစ်ပါးရာဇာကြောက်ပဲဖြစ်စေတကုံစားပညာယံသူကရှင်စောရဲ့အကူနော်သူကြောက်ပဲဖြစ်စေမုဒ္ဓမကိုထွက်ပြေးသွားတယ်ဆိုတဲ့ပညာချမ်းကြောက်ပဲဖြစ်စေအဝါကြောက်ပဲဖြစ်ဖြစ်ဟန်သာဝရီကြောက်ပဲဖြစ်ဖြစ်ပေါ်လာရတဲ့စစ်မဲ့ရေးရမှာမိမသားတစ်ယောက်ကကိုဘွားနဲ့လဲပြီးဝင်ရောက်ဖြည့်ရှင်းပေးလိုက်တယ်ဆိုတာနည်းနည်းနော်နော်နှလုံးရည်မှာမဟုတ်ပဲကလားနှလုံးရည်လက်ရုံးရည်သူတို့မင်းယောက်ျားတွေဒီစကလုံးတွေကိုသာတွင်သုံးတတ်ကြခြင်းနှုတ်ကရင်မြင်ရှက်စွာရွတ်ဆိုကြသောထိုစကလုံးများအတွက်မြည်မြအရင်ဒီကြီးမားကြောင်းကိုကသူတို့အလေးနဲ့တွေးမိကြပါလေစားမစာနာနိုင်ပေမဲ့နားလည်နိုင်ပါတယ်တဲ့အဝပြင်ဆိုသည်ကိုဘွားနဲ့လဲပြီးဝင်ရောက်ဖြည့်ရှင်းပေးတဲ့မိမသားတယောက်တဲ့တည်ရသူသည်ရာဇပရိရဲ့ကြွယ်ဝစွာဖြင့်မိမိအားနဝင်ချိုစီသောစကားတွေကိုကြီးရွေးပြောနေသလားဒိုဒီမဟုတ်ကြောက်ရွံ့တုန်လှုပ်မိဆိုး၍ဖြောင်းပြနှစ်သိမ့်နေသလားအနေမခက်အောင်လိုက်ရောညီထွေဆိုနေသလားကိုတော့မင်းကိုတကယ်တန်မိုးထားမျက်နှိုးပါတယ်ဆိုတာယုံလိုက်ပါရှင်စောပြောရင်တလွန်တို့သူဝင်ထိုင်၏အလိုလိုပင်တလွန်စွန်းတို့တိုးရွှေ့ပြင်းနှုတ်မှလှုပ်ကနေထွက်သွားလေသည်ရှင်မင်းလာနဲ့ရှင်ဘိုးမယ်တို့ကိုလည်းအရှင်ဒီအတိုင်းပဲပြောခဲ့လိမ့်မယ်လို့ကျွန်မထင်ပါတယ်တည်ရသူသည်ရုတ်တရက်တောင့်ကြီးဖြစ်သွားသည်ဟုထင်ရ၏အံ့အားသင့်သွားဟန်မျက်နှာသည်ခဏအကြာတွင်ပြုံးရည်လျက်ကိုတော့မိဖုရားတွေလားမင်းလေအဝရွှေနန်းတော်ရောက်တာလာချီခဲ့ပြီဆိုတော့ဒီအကြောင်းတွေကြားတဲ့လောက်ကြားပြီးဖြစ်မှာပေါ့လေရှင်မင်းလှကကိုတော့ခမဲတော်ဖျားနဲ့ရွာဆွမ်းပြီးကိုတော့တိဟသူရမဟာဓမ္မရာဇာဘွဲ့နဲ့အယက်ရဆက်ခံစဉ်ကလေးကမြောက်သားတော်ဖြစ်ခဲ့သူလေရှင်ဖို့မင်းဟာမိမချင်းတော်ငေးကြည့်ရတဲ့အလှရှိသူလို့ကျွန်မထင်ပါတယ်ရှင်ဖို့မင်းလားစောဖို့မင်းဟာခမဲတော်လက်ထက်ကလေးကမဟေတီမြောက်ခဲ့တာသူကကိုတော်ထက်အသက်လဲကြီးပါတယ်ဒါပေမဲ့ဘုမေဟာအလှပိုင်ရှင်လို့အဝတပြေလုံးကလည်းပြောကြတယ်ဒါပေမဲ့ဘုမေဟာလှသလောက်အလှမှန်ကြီးလာတယ်စိတ်လဲအင်မတန်ဆက်တယ်ထမိန်ဘဝများကိုအနီးရဲရဲအစိမ့်ရင်အပြာလွင်စသဖြင့်တာဝတ်ဆင်ပြီး
ယတနာကြောင့်မြတ်များကိုလည်းဝတ်စုံနှင့်အမျှညွတ်နေအောင်ဆင်ရင်တက်သောရှင်ဘုမေကိုမြင်ရောက်မိ၏စောဘုမေဟာမိမလာတူပါဒါပေမဲ့ကိုရောမျက်စိထဲမှာသူ့အလားစူးစူးဝါးဝါရှိလွန်းလှတယ်အလွန်အသွေးလက်အကွက်ဆုံးတဲ့မွေကြီးတစ်ကောင်လိုကြောက်စရာကောင်းတဲ့အလှသူ့မိဖုရားတစ်ပါးပေါ်ဤမြမဆိုသင်းဟုတွေးကာခမမှန်လေးတန်ဖြင့်ပြန်ပြောလိုက်သည်ရှင်စောပုရှိမှာရှင်မင်းလှနဲ့ရှင်ဘိုးမယ်တို့အကြောင်းအရှင်အခုလိုပြောဆိုနေတာတွေကမသိမြတ်ဘူးထင်ပါတယ်အရှင်အဝပြင်ဒုတိယအကြိမ်အံ့အားသင့်သွားပြန်သည်ထို့နောက်ခေါင်းလေးကိုလေးလေးပင်ပင်ဆက်ညှစ်ရင်ရှင်စောတခြားမိမ့်မသူမျိုးသားတခြားမိဖုရားတွေကြောင့်အခုလိုကြားရတဲ့အခါဆိုရင်ကိုအသာဘက်ကတွေးပြီးကြည်နူးအားရရှိကြမှာပဲမင်းရဲ့စိတ်နှလုံးမှန်ကန်ဖြောင့်မတ်မှုကိုတော့လေးစားပါတယ်ရှင်စောတလွန်မှသူပြန်ထ၏အဝရွှေနန်းတော်မှာအလိုဆန္ဒရှိသမျှကိုပြောပါရှင်စောမိဖုရားကြီးတစ်ပါးရဲ့ဆန္ဒကိုအတတ်နိုင်ဆုံးဖြည့်စွမ်းမှုကိုတော့မှတာဝန်လည်းရှိပါတယ်စေတနာလည်းရှိပါတယ်ရေထဲကနေကုန်းမော်ဆွဲတင်ခြင်းခံလိုက်ရတဲ့ငါးတကောင်ကိုဘယ်လိုလေကောင်းလေသံမျိုးလိုချင်ပါသလဲလို့မေးတာမျိုးဖြစ်နေမှာပေါ့ရှင်ရုပ်ကြီးမိမိနှုတ်မှဤစကားမျိုးထွက်သွားနိုင်ခြင်းအတွက်ကိုလည်းအံ့ဩသွားသည်စင်ဖြူရှင်တေသူကတစ်ချက်တွေးသွားပြီးမှတဟားဟားရှိလေသည်ပြောတတ်လိုက်တာပါလားရှင်စောရှင်စောမင်းဟန်တာဝရီကမင်းသမီးတစ်ပါးမဟုတ်ပဲအဝချက်မှုရွှေနန်းတော်တွေကမင်းသမီးတစ်ပါးသာဖြစ်နေကိုတော့ဥပယာစာဘဝကလေးကတွေ့ကြမယ်ဆိုရင်ဘလောက်ကောင်းမလဲကွယ်မဖြစ်နိုင်တာတွေမဆိုပါနဲ့အရှင်လောကကြီးမှာမဖြစ်သင့်တာတွေဖြစ်နေတာကိုပဲကျမတို့ရင်ဆိုင်နေကြရတာပါညီဝယုံတူရင်ကိုလက်ဖြစ်သက်ချကအဝပြင်ကပြောပြန်သည်ကဲအေးစေးတတ်တာဆိုဆံပါရှင်စောမင်းပြောသလိုမဖြစ်သင့်တာတွေဖြစ်နေတာကိုရင်ဆိုင်ကြဖို့ထားအောင်ဖြစ်သင့်တာတွေမဖြစ်ပဲရှိနေတာကိုပဲကိုတော်တို့ဖြစ်လာအောင်ကြိုးစားရအောင်မှာပေါ့ကဲဆက်ရဝင်ပါရှင်စောကိုတော်ပြန်တော့မယ်တလွန်တွင်ထိုင်လက်သားပင်ကြံရစ်ခဲ့၏နှလုံးသားမဟုတ်မှုပဲအကယ်ပင်တန်ချောင်းတစ်ချောင်းဆိုပါကမိမြကောင်းလိမ့်မည်နီရဲနီသောအထုရိုက်ခံရသောရေအထက်အလောင်းခံရသောတန်သည်ထက်လွှာသောဓာတ်စင်းအဖြစ်သို့ရှေးရှု၏တအိမ်တွင်အိပ်ဆက်နေရမှလိုအပ်လာ၍နိုးထလာလျင်ထိုဓာတ်သည်ဟုတ်ကဲ့ပါစာရေးဆရာချီဦးညူရေးသားတဲ့ဘယင်မရှင်စောပူဆိုတဲ့စာအုပ်ကိုအပိုင်း9အနေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နားဆင်ကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြကြပါစေကျေးဇူးတင်ပါတယ်